ဝမ်ရန်ကျမတကယ်ကိုအန်တာသွားရပါတယ်အေဂရိတ်ကကျမရဲ့ဝမ်းပိုက်လေးကိုလမ်းကလိုက်တဲ့အချိန်မှာသူမျောလင့်ထားသလိုမျိုးပျော်ရွှင်နေပုံမရဘူးတခုခုတော့ထူးဆန်းနေပြီကိုရော့ရင်သွေးကိုမင်းမလို့ချင်ဘူးလားလို့သူကမေးလာတဲ့အခါကျမခေါင်းခါပြလိုက်ရုံကလဲလို့ဘာမှမတတ်နိုင်ခဲ့ဘူးကိုမျက်နှာကိုဘလို့ပြင်ရမှန်းတောင်မသိတော့ပါဘူးကျမနန်းတော်ထဲရောက်တာတလားပဲရှိသေးတာလေဒါပေမဲ့ငကားမျိုးဆက်ကိုဝင်ရနေပြီဆိုတဲ့သတင်းကြောင့်အန်တာမင်တက်နေတော့မှပဲမိဖုရားခေါင်ကြီးရောက်လာခဲ့ပါတယ်နောက်ထပ်9လကြာရင်နန်းတော်ထဲမှာမင်းသားတစ်ပါးထပ်တိုးတော့မှာပေါ့ညီမတော်အတွက်အမတော်ကြိုတင်ကုန်ပြုပါတယ်ဒါပေမဲ့ကျမရောမိဖုရားခေါင်ကြီးပါတည်နေကြတယ်ကျမရဲ့ဝမ်းပိုက်ထဲမှာဘာသားစမမရှိသေးဘူးဆိုတာကိုပေါ့ကျမကိုစမ်းသက်ပေးခဲ့တဲ့တမားတော်ကမိဖုရားခေါင်ကြီးရဲ့လူပဲဖြစ်ရမယ်သူကျမကိုကိုဝင်တုနဲ့ထောင်ချောက်ဆင်ပြီးမျက်နှာသာပေးခံရမှုကနေဖယ်ရှားဖို့ကြံစည်နေတာလားကျမခါလောက်စဉ်းစားပြီးတာနဲ့အေဂရိရဲ့လက်ကိုလမ်းကင်လိုက်ပြီးဒါကကျမတော်နဲ့အရှင်မင်းကြီးတို့ရဲ့ပထမဆုံးရင်သွေးလေးပါကျမတော်ဝမ်းသာတယ်လို့စိုးရိမ်လဲစိုးရိမ်မိပါတယ်မိဖုရားခေါင်ကြီးကအမြဲတမ်းကျင်နာတတ်တယ်လို့အိမ်ရှိဆန်မင်းသားကလည်းထက်မြက်လာပါတယ်နောက်လာမယ့်ရက်တွေမှာကျမတော် CNN ဆောင်ကိုသွားပြီးမိဖုရားခေါင်ကြီးစီကနေအကြံဉာဏ်တွေခဏတောင်းခံလို့ရမလားရှင့်အေဂရိကပြုံးပြီးခေါင်းညစ်ပြတယ်ဒါပေါ့မိဖုရားခေါင်မိဖုရားလေးရဲ့ကိုဝန်ကိုမင်းမဲတာဝန်ယူစောင့်ရှောက်ပေးလိုက်ပါအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမိဖုရားခေါင်ကြီးရဲ့မျက်နှာပေါ်ကအပြုံးတွေဟာချက်ချင်းဆိုသလိုအေးခဲ့သွားခဲ့တယ်ဒါပေမဲ့ခဏအတွင်းမှာပဲသူကပြန်ပြုံးပြပြီးခေါင်းညစ်ပြတယ်အရှင်မင်းကြီးကိုယ်တိုင်မင်းကြားမှာတော့ကျမတော်မျိုးမှာအစွမ်းကုန်တာဝန်ယူပါမယ်မိဖုရားလေးရောငကားမျိုးဆက်လေးပါဘေးကင်းအောင်ကျမတော်မျိုးမှာတေချာပေါက်စောင့်ရှောက်ပါမယ်ရှင်သူ့ရဲ့တည်ငြိမ်နေတဲ့မျက်နှာထားကိုကြည့်ပြီးကျမအရန်သိကျင်သွားတယ်ကိုလာကြလို့ကလေးမွေးချင်ရောက်ရင်သူဘယ်ကနေကလေးသွားရှာမလဲဒါမှမဟုတ်ကျမကိုလာထက်ပိုမတက်ရှင်နိုင်ဘူးလို့သူကယုံကြည်မှုအပြည့်ရှိနေတာလားညရောက်လို့အေးကလေးအိမ်မောကျသွားတဲ့အချိန်မှာကျမအိတ်ဆောင်ထဲကနေတိတ်တဆိတ်ထွက်လာခဲ့တယ်သူလုံးဝလုံးမလာနိုင်တာတေချာအောင်လုပ်ခဲ့ပြီးမှကိုမီခွေးမလေးအဖြစ်အတွင်ပြောင်းက CNN ဆောင်ထဲကိုခိုးဝင်ခဲ့ပါတယ်။နန်းဆောင်တကားမှာစောင့်ကြည့်နေတဲ့စစ်တီတွေအများကြီးရှိပေမဲ့မိဖုရားခေါင်ကြီးရဲ့အိတ်ဆောင်ထဲမှာတော့ဖျောင်းတိုင်မီတွေလင်းနေပြီးအပြင်မှာအစီခံတယောက်မှမရှိဘူး။တစုံတယောက်နဲ့ရှိုးဝက်စကားပြောနေပုံပဲ။ကျမအနားကိုကတ်သွားပြီးနားထောင်လိုက်တဲ့အခါအေဂရိရဲ့အတန်နဲ့အတူကျမအတော်လေးရင်းနှီးနေတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။အဲ့ဒါလင်းကြီးကမင်းသားလီကန်းပဲ။ယူရီလည်းမရှိတော့ဘူး။အဲ့ဒီလိုအလီချင်းကလည်းကိုတေရင်းကိုတူးဖို့နန်းတော်ကိုအပြေးလွှားလာနေပြီ။အခုဆိုမင်းရဲ့တရှိမှုကိုချင်းချောင်းနိုင်တဲ့သူတယောက်မှမရှိတော့ဘူး။ဒါပေမဲ့မိခင်နဲ့တားတော်ရဲ့ကျွန်တော်တကယ်နားမလဲတာကဘာလို့မိဖုရားကြားယုံကိုအသက်ချမ်းသာပေးပြီးအလိုလိုက်ထားချင်ရတာလဲ